မယ်ကျွန်တော်ကိုကတော့ Microsoft ပြမှာပဲဖြစ်ပါတယ်အားလုံးပဲတော့ကျွန်တော်တို့အခုကတော့ဟိုမှာကျွန်တော်ငကားကိုမွေးမလို့ပေါ့နော်ငကားတော့မွေးမလို့ပါပဲဗျာဒါပေမဲ့မမွေးရသေးဘူးဟဲ့ကျွန်တော်လည်းဘေးနာဖွင့်ကလိဟဲ့ကဲပေါ့နော်ကျွန်တော်ဘာငကားကိုမွေးမလဲဆိုရင်ဒီ nice fruit လို့မွေးမှာပဲဖြစ်ပါတယ်အားလုံးပဲပေါ့နော်တေချာချာကြည့်ကြပါကျွန်တော်ရဲ့ nice fruit ဘယ်လောက်ကျန်မယ်ကျန် iPhone ဆိုတော့တော်တော်ကျန်းတာပေါ့ဗျာဘရိုရဘရိုလို့ကျွန်တော်ဘယ်သိမလဲစရပါဗျာကဲခုတော့မကွဲနေပြီလားမသိကွဲသွားပြီဘရိုရေချိုးလိုက်ကျွန်တော်သူ့စားဖို့အတွက်ငါးလေးယူလိုက်မယ်ငါးဆိုရိုးငါးလေးမကျွေးနဲ့တော့ဆက်လက်မုံမဲကျွေးဘာမှလဲဟာ chicken ထဲမှာကြီးလိုက်မယ် okay တွေ့ပြီတော့ဒီဆလမုံမကျွေးကြတာတို့အဲ့ငကားတွေကြရင်ဆလမုံပဲစားရငါးတွေကျွေးလိုက်ပြီးတော့သူကကျွန်တော်ခင်သွားပြီကျွန်တော်သူ့ကိုအလီလို့ပြီးလိုက်မယ်အလီဟာလီရပေါ်လာလီရေးလိုက်ဟောလီပဲရေးโอเคဘောသူ့နာမည်ကတော့လီပဲဖြစ်ပါတယ်သူ့နာမည်လီဆိုကျွန်တော်ကျွေးလိုက်ပြီခေါင်းကြီးကကြီးသွားပြီဆိုတော့တက်မယ်ဆိုရိုးရိုးဆက်တွေကိုတက်လို့မရဘူးနော်ဒွဲကုန်းဆက်တယ်ဆိုပြီးတိတန့်ရှိတယ်ဗျတိတန့်ရှိတာကိုယ့်ရဲ့တိုင်းမှာကျွန်တော်ဂျီနာလေးကိုတပတ်လောက်ပတ်ပြမယ်ပေါ့နော်လိုင်းရလေဘရိုတို့တိတဲ့တိုင်းမှာပဲဗျာနည်းနည်းတက်လက်တယ်ပေါ့နော်ကျွန်တော်စကင်ကိုနောက်ပြီးပြမယ်အခုအရင်စီးလိုက်ရအောင်ကျွန်တော်စီးပြမယ်ဝူးဝဲလေကျွန်တော်ဘာသာကောင်တွေးလိုက်လို့ကျွန်တော်ဒီတိုင်းမြင်နေမှာအိုးဟိုမှာခေါင်းနှလုံးတကားလားတို့ဘာနဲ့ကားကြီးလဲရှက်ကဖကပဲဘာနဲ့ကားလဲဗျโอ้ what the hell ကျွန်တော်အိမ်နားမှာခဏထားလိုက်မယ်ဗျာဒီနကားဘာနဲ့ကားလဲကျွန်တော်ကြည့်ရဟုတ်တယ်ခေါင်းနှလုံးတကားဆိုလူနှစ်ယောက်စီးရတာပြီးတော့မဟုတ်လားမင်းမခိုးလို့ဘာလို့လဲမင်းအချင်းမမီးလာမဟုတ်လားလဲတက်ပြီကွာဒီနကားတွေကြရင်နဂါးတက်တဲ့ရိုးဟိုမီးလောင်နဲ့အားလည်းရှိတယ်အဲ့ဒါကြတော့ဂျီတာလောက်မထက်ဘူးဂျီတာကထက်လုံးလို့ဆိုရင်ထက်လုံးလို့ကျွန်တော်အခုတက်လိုက်တာမှ9ချက်လောက်နဲ့တန်းသေးသွားတာဆိုကျွန်တော်ခွေးဘယ်လောက်ကျန်လဲပြမယ်နော်ကြည့်တော့ခွေးတကောင်နဲ့ဝိုင်းတက်မှာနော်အာမတော့ပါမှာပေါ့ဗျာဘရိုတို့ကဒါမဲ့အကုန်သေးတယ်အာမပါတယ်ဆိုရင်အာမတော့မကျွတ်လောက်တယ်တကယ်ကြဒါပေမဲ့သူ့ဟာမကျွတ်တော့ဘူးကျုံးလာတက်နိုင်တယ်ဗျာသူကကြီးဗျာကျွန်တော်ကြီးကောင်းကျွန်တော်တက်ကြီးရတော်ကျန်းတယ်ဗျာတို့ဟာလည်းဖုန်းနဲ့လေးနဲ့ကြောင်းရင်တောင်းမှပါလေဘေးနာဖုန်းလေးတက်နေလို့ကြားနေရအားလုံးပဲမနာကဲပေါ့ကျွန်တော်အခုအဲ့တော့ဒီမှာပေါ့နော်ကြီးခွေးတွေကိုပြန်တက်မယ်ဟိုဘယ်ကောင်မီးတယ်မို့လားအာငါရဲ့ night fury ငကားလေးဗျာ oh my godသူလည်းမဟုတ်တတ်တယ်နော်ဒီမဟုတ်တယ်ကျွန်တော်အခုမှသိတယ်ဗျာလို့ပဲခဏတော့ကျွန်တော်အခုခဏတော့ဟိုမှာတကူလုံးပြရှိလို့ဘိုးဘေးနားမှာလည်းစကားများတယ်ဟိုလည်းရှိသေးတယ်ဗျာပိုးတွေလာမသိပါဘူးကွာဘယ်လိုတွေလဲမသိဘူးအားလုံးပဲပေါ့နော်ကျွန်တော်ဒီထဲမှာကျွန်တော်ငကားလေးဝင်ထားလိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ဒီအစောအားလုံးပဲပေါ့နော်ဝင်လိုက်မယ်ပေါ့နော်ခဏနော်ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါကျွန်တော်နောက်ပြီးနောက်ထပ်အပိုင်းလေးတွေကိုလည်းဆက်တင်ပေးပါဦးမယ်ခင်ဗျအားလုံးပဲကျွန်တော်ဗီဒီယိုဆက်ကြည့်ပေးတာပါအားလုံးပဲပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်ရှုပေးတဲ့လူတွေအားလုံးပဲ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye